မင်္ဂလာပါရှင်အခုဖတ်ပြပေးမှာကတော့ဆရာမနိုင်နိုင်စနေရေးသားတဲ့တသက်တာဘောဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်ရှင်ပျော်ရွှင်မှုဒီလောက်မခက်ခဲပါစေနဲ့ဆိုတဲ့စာအုပ်ကိုစာဖတ်သူတွေကြိုက်နှစ်သက်ခဲ့ကြတယ်အဲ့ဒီလိုပုံစံမျိုးနောက်တစ်အုပ်ရေးပေးပါလို့တောင်းဆိုတာလည်းရှိတယ်အရင်တစ်အုပ်လိုပဲ WeChat ရဲ့ channel တစ်ခုမှာနားထောင်ဖြစ်ခဲ့တဲ့အတန်လွင့်အစီအစဉ်တစ်ခုကိုမြန်မာစကားလုံးတွေထည့်ပြီးတသက်တာဘောဆိုတဲ့ခေါင်းစဉ်နဲ့မျှဝေဖြစ်ပြန်တယ်ဒီစာအုပ်မှာကြီးကျယ်ခမ်းနားတဲ့ဘဝနေကြီးတွေလမ်းညွှန်မှုစကားလုံးတွေမပါပါဘူးဒါပေမဲ့ဖတ်တဲ့အခါစိတ်ရဲ့ငြင်းအေးရာဝေဒနာရဲ့တသက်ရာတစုံတစ်ခုတော့ခံစားရမှာပါအထူးသဖြင့်ဘဝကိုချစ်သူကိုပိုချစ်တတ်သွားမှာပါဘဝမှာရှင်သန်နေတာကလည်းချစ်ချင်းမြတ်တာနဲ့အတူပေါင်းဖက်ပြီးပျော်ရွှင်ချမ်းမြေ့စွာနေထိုင်သွားဖို့ပဲမဟုတ်ပါလားချစ်ခင်လေးစားရဲ့နိုင်နိုင်စင်ကိုယ်တိုင်သာသိတဲ့စိတ်ခံစားချက်လူဟာစိတ်ညစ်ဝမ်းနေတဲ့အခါဘာမှမပြောခြင်းဘာမှမလုပ်ချင်ပဲတယောက်တည်းစိတ်ညစ်နေကြတော့တယ်ကိုနီးနားကလူတွေကပြောတယ်အစင်မပြေတာတွေရှိရင်ကိုယ့်ကိုသတိရနော်တဲ့ဒါပေမဲ့အစင်မပြေတာနဲ့ကြုံတိုင်းဖုန်းထဲကနံပါတ်1ကြီးကိုကြည့်ပြီးဘသူ့ကိုဖုန်းဆက်ရင်ဖွင့်ရမှမသိဖြစ်ခဲ့ရတယ်။ပြောချင်တဲ့စကားတွေစာစီထားပြီးဖြတ်ပစ်ပြန်တယ်။ဖုန်းဝင်သွားပြီးတစ်ဖက်လူရဲ့ hello ဆိုတဲ့အတန်ကိုကြားတော့ကို့အစင်မပြေမှုကိုရုတ်တရက်မပြောချင်တော့ပြန်ဘူး။တစ်ဖက်ကဘလို့မင်းငါဘာမှမဖြစ်ဘူးအစင်ပြေတယ်ပဲပြန်ဖြေပြတယ်။ဒီလောကမှာကိုတယောက်တည်းသာနားလည်နိုင်တဲ့စိတ်ခံစားချက်တချို့ရှိတယ်။ကိုခံစားချက်ကိုဘလို့ခေါ်ညွှန်းပုံဖော်ပြလဲအပေါ်ယံလောက်ပဲတခြားသူကနားလေတယ်တချို့ကြတော့ကိုယ့်ကိုမတန်မာဘူးထင်ကြတယ်တချို့ကြတော့ကိုယ့်ကိုအထက်စီးဆန်တယ်ထင်ကြတယ်တချို့ကကိုယ့်အနာပေါ်တော့စားဖြူလိုက်သေးတယ်လူဟာအရွယ်ရောက်ကြီးပြင်းလာတဲ့နောက်ဘာဖြစ်လို့စကားနဲ့နှုတ်နှီးသွားရတာလဲစကားတွေအများကြီးပြောလဲလေးလေးနက်နက်မိကိုအားထားလဲကိုယ့်ကိုတကယ်ကူညီနိုင်တဲ့သူကလက်ချိုးရည်လို့ရတယ်ဆိုတာကိုနားလည်ခဲ့လို့ပါနှုတ်စိတ်တိုင်းကို့မှာပြောစရာစကားမရှိတော့လို့မဟုတ်ပါဘူးအခက်ခဲဆုံးဒီကာလကိုဖြတ်ကျော်ပြီးရင်အတိတ်အကြောင်းကိုပြုံးရည်ပြန်ပြောမယ်အခဲထားလို့ပါတနေ့နေ့ချင်းအတိတ်ကိုပြန်လှည့်ကြည့်တဲ့အခါနာကျင်ဝမ်းနေတဲ့စိတ်ခံစားချက်တွေကတက်တာရစီမှာပါချုပ်တီးမှုမရေရာမှုတွန့်ဆုတ်မှုတွေကလည်းကိုယ်နှလုံးအိမ်မှာကြောက်တုံးတုံးလိုလေးလံမနေမှာပါအမှောင်ဆုံးလမ်းကိုဖျက်ကျော်ပြီးရင်အမှောင်ကိုသင်ကြောက်တတ်တော့မှာမဟုတ်ဘူး။ရာရာကိုရင်ဆိုင်ရတဲ့တတိတွေသင်ပိုပိုင်ဆိုင်လာသလိုပိုကောင်းတဲ့လူဖြစ်လာဖို့လဲယုံကြည်မှုပိုရှိလာတယ်ဆိုတဲ့စကားလို့ပေါ့။အခုချိန်ခါမှာဘဝကခါတိသည်ဖြစ်စေပျော်ရွှင်သည်ဖြစ်စေကိုယ့်ကိုယ်ဦးစားတက်ဖို့သင်ယူရမယ်။အဲဒီနောက်စိတ်ငြိမ်ကြိုးစားရင်တစ်ချိန်မှာလူတိုင်းကိုအံ့ဩစေတဲ့ကျေတွင်အဖြစ်ကိုလင်းလက်တောက်ပါပြလိုက်မယ်။တမ္မာနီလဲအားကိုးလို့တဲ့လူတချို့ကိုအလုံးသားတဲ့လက်နဲ့နဲ့ရေးထွင်းထားလဲနဲ့အနှင်းငယ်ကြာမှမိသွားတာပဲတချို့ကတည်တဲ့အထိကိုယ်အနာမခွဲမခွာရှိနေခဲ့တယ်လို့တရုတ်စာရေးဆရာတယောက်ကပြောဘူးတယ်ရှည်လျားတဲ့ဘဝလမ်းမှာခရီးတစ်ထောက်အဖော်ပြုပေးသူရှိတာဟာကံကောင်းခြင်းတစ်မျိုးဖြစ်တယ်ဒါပေမဲ့အချိန်တော်တော်များများမှာဝေးကောက်ခက်ခဲတဲ့လမ်းကိုတယောက်တည်းလျှောက်ရတာဖြစ်ပြီးမျက်ရည်ကိုတယောက်တည်းမြူသိရတယ်။နောက်ပြန်လှည့်ကြည့်တဲ့အခါတိုင်းကို့နောက်မှာဘယ်သူမှစောင့်မနေလို့ကိုတမ္မာသူတယောက်ဖြစ်အောင်တွန်းအားပေးမိတယ်။လူတယောက်မှာလူတကိုယ်စိတ်နှမျိုးရှိတယ်လို့ဆိုကြတယ်။တစ်ခုကစင်ကြင်တုံတရားဖြစ်ပြီးတစ်ခုကထိရှလွယ်တယ်။စင်ကြင်တုံတရားရှိတဲ့စိတ်ကကို့ကိုပြောညံ့ခွင့်မပေးဘူး။ထိရှလွယ်တဲ့စိတ်ကစိတ်ခံစားချက်တွေအလွမ်းခံထားတယ်။ဘလို့စိတ်မျိုးဖြစ်တဲ့လဲလို့ကိုအမြဲတွေ့ဝေမိတယ်။တကယ်တော့ဒီအတွက်စိတ်ရှုပ်စရာမလိုသလိုတမင်ဟန်ဆောင်စရာလည်းမလိုပါဘူးကိုချစ်တဲ့လူကကိုမှန်ကန်တဲ့ကိုဖြစ်စေပါလိမ့်မယ်လောကမှာရှိတဲ့ထိကြံဆန်မှုအားလုံးကနားလည်မှုမခံရတဲ့နှလုံးသားကနေချစ်တီလာတာဖြစ်တယ်ဖြစ်နိုင်ရင်ဘသူကမှတကူတဲ့တန်မာဖို့မရွေးချယ်ခြင်းပါဂရုစိုက်ဆောက်ရှောက်တဲ့လူမရှိတဲ့ခါတိမှုမျိုးမိခိုအားထားရမရှိတဲ့နာကျင်မှုမျိုးမရှိရလေအောင်လက်ပွားပေါ်ဖူးဖူးမှုတ်ထားတာမျိုးလူတိုင်းမျှော်လင့်တတ်ကြတယ်။ဒါပေမဲ့
ဘလောက်ပဲကြက်ခိုင်တမနေပါစီအားကိုအားထားရတော့လူတယ်တယောက်ယောက်ကကိုဘေးမှာနေပြီးပျော်ရွှင်မှုကင်းတဲ့ကိုနေ့ရက်တွေကိုတသားလေးတက်ချပေးပြီးကိုလက်ကြံခီလန်ဘလောက်ပဲရှိပါစီအဖော်ပြုပေးဖို့လိုပါတယ်မိုးရွာပြီးနောက်နေနေတဲ့အရက်မှာမိုးရွာနေလားလူတယောက်ကပြောတယ်ဒီမိုးရွာနေတာကြာလှပြီချိန်တန်ရင်တော့တိတ်သွားမှာပဲဒါပေမဲ့တစ်ချိန်ကအချစ်မိုးဆူရွှဲခဲ့ဘူးတဲ့ငါဟာအဲ့ဒီမိုးရီတဲကနေထွက်မလာနိုင်ခဲ့ဘူးငါရင်ထဲကမိုးဘယ်တော့မှမဆဲပဲတသေးသေးရွာနေခဲ့တယ်လောကမှာအရာအားလုံးကကိုယ့်ကိုကုစားပေးနေပါတယ်ကိုကသာကိုအလွတ်မပေးခဲ့တာပါကိုညှဉ်းပန်းနှိပ်စက်နေတာကတခြားသူရဲ့စိတ်ခံစားချက်တွေမဟုတ်ပါဘူးကိုမစွန့်လွတ်နိုင်တဲ့ကိုဆွဲလန်းမှုတွေသာဖြစ်တယ်လူတချို့ကကိုရဲ့တောက်ပမှုကိုပဲအံ့ဩတတ်ကြတယ်ကိုရဲ့အချိန်ကာလကိုတော့နူးညံ့နှွေးထွေးမပေးနိုင်ကြပါဘူးတန်ရောစင်တိုင်းကအစရှိတိုင်းအဆုံးရှိတာမဟုတ်ပါဘူးအထီးကျန်ခြင်းရဲ့အဆုံးသက်ကကြောက်ရွံ့ခြင်းမဟုတ်ပါဘူးတန်ရောစင်ဆိုတာမထင်မှတ်တဲ့ရည်စက်ပါလက်ဝဲပိုင်ဆိုင်ထားခြင်းတန်မိုးထားပြီးဆုံးရှုံးတဲ့အခါလက်လွတ်တက်ဖို့လိုပါတယ်မိုးတိတ်တက်ပါတယ်နေသားတက်ပါတယ်တစ်ချိန်လုံးအစင်မပြေတာမျိုးဘယ်အရာမှမရှိပါဘူးမိုးရေထဲနစ်နေခဲ့ရင်ကိုယ်တိုင်လုံခြုံတဲ့စိတ်ကန်းတစ်ခုဖြစ်အောင်ကြိုးစားပါမိုးရွာပြီးနောက်ကောင်းကင်ပိုလှလာမယ်ဆိုတာကိုယုံကြည်ပါနေ့ရက်တွေနှွေးထွေးလာမယ်ကိုဟာအချစ်ခံထိုက်သူဆိုတာကိုလည်းယုံကြည်ထားပါလောကရဲ့အလှကလောကပေါ်မမူတည်ပါဘူးကိုယ်နှလုံးအိမ်ပေါ်မူတည်ပါတယ်ရင်ထဲနေသားနေရင်မိုးရက်ဆိုတာမရှိပါဘူးမိုးဆက်မိုးဖွဲတဲ့ပျော်ပျော်ရွှင်ရွှင်ဖြတ်တန်းရဲပြီးစောင်းရဲ့ပူနွေးတဲ့နေအောင်ကိုလည်းပွေ့ဖက်ရဲပါစေမောင်မိုက်ချိန်မှာမီးတစောင်ရှိပြီးမိုးရွာချိန်မှာထီတလက်ရှိပါစေလန်ခီကိုအဖော်ကောင်းနဲ့ရှေ့ဆက်နိုင်ပါစေပျော်ရွှင်မှုတိုင်းကိုဟန်ဆောင်လုပ်ယူရတာမျိုးမဖြစ်ပါစေနဲ့လို့တောင်းဆိုပြုပါတယ်ဘဝနဲ့အချစ်ရဲ့ပုံသဏ္ဍာန်အသွင်ပြင်ကိုတစ်ချိန်ကကိုရိုးစိတ်ကူးရင်မျှော်လင့်ခဲ့ဘူးကြတယ်ကိုရိုးရဲ့အချစ်က romantic ဆန်ရမယ်ပြင်းရှာရမယ်ရေရှည်တည်တံ့ရမယ်စသဖြင့်ပေါ့ကိုချစ်ရတဲ့လူကကဘာမှာတူနိုင်မရတဲ့သူရှားပါအဖိုးတန်ကြောက်မြတ်ရနာဖြစ်ရဖို့ကိုရိုးမျှော်လင့်ခဲ့တယ်ရင်ဘတ်မှာကြပြားစာပေတွေရှိပြီးအရေးချင်းတီလာနဲ့ပြည့်စုံရမယ်ပြီးတော့တနေရာစီချားနေရင်လဲတွေးခေါ်မှုခံစားချက်တွေကထပ်တူကြားပြီးစိတ်ဝိညာဉ်ချင်းချင်းအလိုက်တသင့်ရှိရမယ်ပေါ့ဒါပေမဲ့လူတယောက်ကိုတကယ်ချစ်မိသွားတဲ့အခါသူ့ယာတူသူ့ပညာသူ့အစဉ်အတန်သူ့ရုပ်ရည်အပြင်သူဟာတကယ်ကလေးတယောက်လိုပါလားဆိုတာတွေ့မြင်သိရှိပြီးသူ့အပေါ်စိတ်သဘောထားပျော့ပြောင်းပိုချစ်မိပိုကျင်နာမိသွားတတ်တယ်တကယ်တော့လူတယောက်ကိုချစ်ရတာသိရိုးရှင်းပါတယ်သူနဲ့အတူနေ့ရက်တွေကိုအကောင်းဆုံးဖြတ်ကျော်ခြင်းနဲ့တနေ့တရက်တလတနှစ်အဖော်ပြူးရင်တသက်တာအထီးအရောက်သွားခြင်းခဲ့မိတယ်လူတယောက်ကိုချစ်တာဟာအေးတဲ့ရာသီမှာနွေးနွေးထွေးထွေးနေဖို့တတိပေးတာဖြစ်တယ်လူတယောက်ကိုချစ်တာဟာအရေးတကြီးပြောစရာစကားမရှိပေမဲ့သူ့ကိုမမြင်ရတဲ့အခါသူ့စီဖုံးဆက်ခြင်းနဲ့သူ့အတန်ကြားယုံနဲ့ကျေနပ်သွားတာမျိုးဖြစ်တယ်လူတယောက်ကိုချစ်တာဟာသူ့မှာချို့ယင်းချက်မကောင်းတဲ့အလေးထားတွေရှိပေမဲ့သူ့ကိုလက်ခံခွင့်လုပ်ပြီးသူ့ကောင်းကွက်သူ့တောက်ပမှုကိုရှာဖွေတာပဲဖြစ်တယ်လူတယောက်ကိုချစ်တာဟာသူအိမ်ပြန်နောက်ကျရင်သူ့အတွက်မိကျဆောင်ထွန်းညှိထားပြီးထမင်းဟင်းတွေပြင်ဆင်ထားခြင်းပဲဖြစ်တယ်စစ်မှန်တဲ့အချစ်ဆိုတာအရာရာကိုစိတ်ထဲထည့်ပြီးအရာရာကိုခွင့်လွတ်နားလည်ပြန်တာဖြစ်တယ်ကဘာတဝက်လောက်ခရီးနှင်ပြီးမှအချင်းချင်းတွေ့ဆုံခဲ့ကြတာမို့သူ့အရေးပါပုံကိုတခြားလူထက်ကိုနားလေတယ်ဒါကြောင့်အိဆာဒူဝအသေးမွှားတွေကြားမှာရိုမန်တစ်ဆန်ခြင်းကိုကြာရှည်ထိန်းထားနိုင်ပါစေရွေးချယ်မှုအလုံးတိုင်းကအလင်းစလိုနိုင်လာတဲ့အချိန်နာရီတွေကြားအဆုံးထိဇွဲလုံးလာရှိတောက်ခံနိုင်ပါစေဘဝနဲ့အချစ်ကကိုတို့အားလုံးအပေါ်ကျင်ကျင်နာနာဆက်ဆံနိုင်ပါစေပေါ့ရဲရဲရင်ဆိုင်ပန်းပွင့်ဖို့ကိုစောင့်မျှော်ခဲ့ဖို့မှာပေါ့ပန်းဟာမျိုးစည်းဘဝတုန်းကမှောင်နှက်နှက်မြေကြီးထဲမှာအကြာကြီးရုန်းကန်ရတယ်သူ့ကိုလူတွေမမြင်ဘူးမြေပြင်ပေါ်ရောက်ဖို့ဘလောက်ဝေးသေးလဲသူမသိဘူးမြေကြီးကိုခွဲပြီးအညှောက်ပေါက်တဲ့အထိ
အထက်ကိုပဲတတိရှိရှိသူထိုးတက်တယ်လိပ်ပြာကိုမြင်ဘူးကြမှာပေါ့ပိုတွန်လုံးဟာလိပ်ပြာအဖြစ်မရောက်ခင်ရုပ်ဆိုးဆိုးဘိုးအိမ်တစ်လုံးဖြစ်ရတယ်စိတ်ငြိမ်တဲ့နေ့ရက်တွေမှာသူဟာဖြည်းဖြည်းချင်းကိုဖြိုခွဲလိုက်စူးစီးလိုက်နေရတယ်အဲ့ဒီအချိန်ကတိတ်နာကျင်မှာပဲနော်ဆင်းရဲမှုနာကျင်မှုကိုကြမ်းကြမ်းခံပြီးသွားရင်လှပတဲ့တောင်ပံတွေသူပိုင်ဆိုင်လာခဲ့တယ်လူတစ်ယောက်ကိုတိတ်တခိုးချစ်ခဲ့ဘူးမှာပေါ့ကိုနှစ်သက်တဲ့လူနဲ့ဆုံတဲ့အခါကိုပုံစံကတုံးတိတုံးအနိုင်ပြီးခလေးဆန်စွာသူ့နောက်ကိုယိုကာယာလိုက်မိနေတတ်တယ်သူ့အတွက်နဲ့ကိုကြောင်းလဲခြင်းခဲ့တယ်သူ့အတွက်နဲ့ထူးချွန်ထက်မြက်ခြင်းခဲ့တယ်သူ့အတွက်ချက်ပြုတ်ခြင်းတယ်သူ့အတွက်တောတောင်ပင်လယ်တွေကိုဖြတ်ခြင်းတယ်သူ့ပြုံးကိုမြင်တာနဲ့ရင်ထဲမှာရဲစွမ်းတတိတွေကအလိုလိုမွေးဖွားလာတယ်လောကမှာရင်ထဲကဆန္ဒကိုမြင်းမြဲကင်ဆွဲပြီးကြံ့ကြံ့ခံနေတဲ့ကိုယ့်လိုလူတွေအများကြီးရှိတယ်တချို့ကမနက်မိုးလင်းတဲ့အထိစာတွေလုပ်ကြတယ်တချို့ကညနေတကောင်အထိအချိန်ပိုအလုပ်လုပ်ကြတယ်တချို့ကချစ်ရသူစီအရောက်သွားဖို့တတိတွေစုဆောင်းထားတယ်တချို့ကရှုံးနေမှုကြားကနေမပြတ်မြည်ဆန်းရင်းကြီးပြင်းနေကြတယ်တောက်ပတဲ့အနာဂတ်တစ်ခုပိုင်ဆိုင်ခြင်းတဲ့မိသားစုကိုကာကွယ်စောင့်ရှောက်ခြင်းတဲ့ချုံမြင်သားရတဲ့အချစ်ကိုရယူခြင်းနဲ့ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်ခြင်းနဲ့ဒီလိုမျှော်လင့်ချက်တွေကမိဘတွေလိုပဲရှည်လျားတဲ့ညတွေမှာထက်ခါလဲကျနေတဲ့ကိုတို့ကိုပြန်ယုံထားဖို့လှုပ်ဆော်နေခဲ့တယ်ဒါမှမဟုတ်ဒီလိုအခိုက်အတန့်လဲရှိတတ်ပါတယ်အစွမ်းကုန်စူးစမ်းပေမဲ့ရှေ့ဆက်လန်းကမှောင်မိုင်းပြီးအလင်းမမြင်မိတာမျိုးပြောင်းလဲမှုတစုံတရာကိုမတွေ့ရတာမျိုးအိမ်ပြန်လန်းမှာရှောက်ရင်းမျက်ရည်သာမထင်မှတ်ပဲစီးကျလာတာမျိုးရုတ်တရက်အင်အားတွေစုပ်ယုပ်လျော့နေသွားတာမျိုးအဲ့ဒီတခဏမှာကိုအယမ်းစိတ်ပြတ်မိလိမ့်မယ်ဒါပေမဲ့ကိစ္စမရှိဘူးလေစွမ်းတလောက်အရာမမြောက်ခဲ့လေမှန်းချက်နဲ့နှမ်းထွက်မကိုက်ခဲ့လေအလှည့်အပြောင်းတွေထက်ကြုံရလေဒီလန်းတစ်လျှောက်မှာကိုကြီးပြင်းနေခဲ့ပါတယ်လှမ်းလိုက်တဲ့ခြေလန်းတိုင်းကအလဟတ်သက်ဖြစ်မသွားခဲ့ပါဘူးတတိတွေမရှိတော့ရင်တတိကိုတဖန်မွေးဖွားမယ်မိမိကိုယုံကြည်မှုကြပြောက်ခဲ့ရင်အသစ်တဖန်ပြန်ကောက်ယူမယ်တွေ့ကျင်မြင်ကျင်တဲ့လူကိုရဲသွားတွေ့မယ်လိုချင်တဲ့အရာကိုရဲဝံ့ရယူမယ်လှုပ်ချင်တာကိုမဆိုင်မတွလှုပ်ပြင်မယ်အမားတွေလှုပ်မိရင်လည်းကိစ္စမရှိဘူးညှို့မှန်းထားသလိုဖြစ်မြောက်အောင်မလုပ်နိုင်ရင်လည်းကိစ္စမရှိဘူးကိုအချိန်နဲ့ပြီးမယ်နောက်ဂိတ်တွေမှာကိုဟာကိုဆန္ဒအတိုင်းဖြစ်မြောက်လာမှာဖြစ်တယ်အဲ့ဒီအတွက်တတိတွေမွေးထားဖို့လိုတယ်ကြောက်ရွံ့ခြင်းထဲမှာရဲစိတ်တွေသွင်းထားဖို့လိုတယ်ဖြိုလဲခြင်းထဲမှာငြိမ်သက်ခြင်းကိုလေ့ကျင့်ထားဖို့လိုတယ်ဒုက္ခကြားမှာလူညံ့သိမ်မွေ့မှုကိုကျင့်ကြံထားဖို့လိုတယ်စိတ်ပြက်အားငယ်ခြင်းထဲမှာမျောလင့်ချက်ကိုထွန်းညှိထားဖို့လိုတယ်ဒီလောကကိုရိုးသားစစ်မှန်ခြင်းစိတ်အားတက်ကြွခြင်းနဲ့ခုခံတွန်းလှန်နေဖို့လိုပါတယ်